ဂျာမနီချိန်စာကိုအဆုံးသတ်နိုင်ခဲ့တဲ့ပေါ်တူဂီပရိသတ်များလုံးပဲမင်္ဂလာများ Messi 55 Auto Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘာလုံးလော့ကထဲမှာမယုံလို့လဲမရယုံဖို့လဲခက်ခဲတဲ့ချိန်စာလိုတိုက်ဆိုင်မှုဖြစ်ရနေရှိနေပါတယ်။ဒီထက်မှာနိုင်ငံအသင်းတွေနဲ့ပတ်သက်တဲ့ထူးခြားမှုတွေလည်းပါဝင်နေပါတယ်။ဂျာမနီကိုအနိုင်မရတာ25နှစ်တောင်ကြာခဲ့ပြီးတဲ့နောက်မှာတော့ပေါ်တူဂီဟာသူတို့ရဲ့မှတ်တမ်းစုကိုအဆုံးသတ်နိုင်ခဲ့ပါပြီ။ဒီတစ်ပတ်ကစားခဲ့တဲ့ Nation League Semi Final ပထမနေ့မှာဂျာမနီအသင်းနဲ့ပေါ်တူဂီအသင်းတို့ဟာမြို့နစ်မှာရင်ဆိုင်တွေ့နေကြပါတယ်။တမိုင်းစင်လာကိုအသစ်ပြန်ရေးချမဲ့ပေါ်တူဂီသားတွေကဂျာမနီကိုနောက်ကနေလိုက်ကစားခဲ့ရပေမဲ့လည်းကမ်းဘက်နဲ့ပြန်လည်နိုင်ယူနိုင်ခဲ့ပါတယ်။ဘောလုံးလောကကနေအနားမယူကျွန်းသေးမှုဆိုတဲ့စိတ်ကြီးတွေတို့ကပေါ်တူဂီအသင်းကိုဥဆောင်လို့အနိုင်ဂိုးကိုလည်းကိုယ်တိုင်သွင်းယူပေးခဲ့တာကြောင့်ပေါ်တူဂီက2-1နဲ့အနိုင်ရရှိခဲ့ပြီး Nation League Final ကိုတက်ရောက်နိုင်ခဲ့ပါတယ်။နိုင်ငံအသင်းပွဲတွေဆိုတာနေရာဒီအပြောင်းရွှေ့အတွက်ကိုယ့်ကိုယ်မိတ်ဆက်ရတဲ့ပွဲတွေဖြစ်ပါတယ်။ခေါ်ယူခြင်းလို့စောင့်ကြည့်နေကြတဲ့အသင်းတွေရဲ့မျက်လုံးရှိမှာကစားမတွေကလည်းကိုယ့်အစွမ်းစားကိုတက်တည်ပြကြရပါတယ်။ Prime မှာဂျာမနီကပုံမလွှမ်းမိုးထားနိုင်ခဲ့ပြီးအခွင့်အရေးတွေလည်းပို့ပြီးတော့ရှာဖွေနိုင်ခဲ့ပါတယ်။ပေါ်တူဂီကတော့အခွင့်အရေးကောင်းတွေကိုရှာဖွေခဲ့ရတာကြောင့် Final တက်ထဲမှာဘာမှဆွန့်ဖြစ်တော့ပဲဂိုးပေါင်းတဲ့ဖို့ရုန်းကန်နေရပါတယ်။ Prime အတွက်အကောင်းဆုံးကစားမကတော့ပေါ်တူဂီကိုသမား Diego Costa ပါပဲ။ Costa ဟာWoodmain နဲ့ Gossaka တို့ရဲ့အပိုင်ခွင့်အရေးတွေကိုအထူးလက်စွမ်းပြကာကွယ်သွားခဲ့ပြီးမျိုးဆက်သစ်ထိပ်တန်းဂိုးသမားတယောက်ဆိုတာတက်တည်ပြနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းပြန်လည်စတင်တဲ့အချိန်မှာဂျိုးဂျာနီပရိသတ်တွေအတွက်ဝမ်းသာစရာကိစ္စတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။လီဗာပူးနဲ့အကြီးအကျယ်ချိတ်ဆက်နေတဲ့လီဗာပူးစင်ကစားသမား Florian Wirtz ကဂျိုရှွာကင်းမစ်ရဲ့ဖန်တီးပေးမှုကနေဂျာမနီအတွက်ဥဆောင်ဂိုးကိုကိုယ်တိုင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါအပြင်ဂိုးမသွင်းခင်တုန်းက Wirtz ရဲ့ Bruno Fernandes ပေါ်မတော်တဆအခြေချင်းဝင်တာတန်နှင်းမိတဲ့အတွက်လည်းလီဗာပူးပရိသတ်တွေကအများကြီးအားရနေတယ်ဆိုပြီးခါးသီးပြိုင်ဘက်ကိုအနိုင်ယူဖို့ပရီးမီးယားလိကိုအခုပဲပြောင်းလာတော့လို့ဆိုပြီးတော့ပြောဆိုနေကြပါတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာပေါ်တူဂီကပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်။ဂိုးပေးလိုက်ရတဲ့နောက်ခြေပါကိုပြန်လည်ရရှိဖို့စနစ်တကျကြိုးစားလာတဲ့ပေါ်တူဂီဟာနေ့60မှာကစားမ300လူစားလဲလိုက်ပြီးအားသစ်တွေထပ်ပေါင်းလာခဲ့ပါတယ်။ပေါ်တူဂီဘက်ကအသက်22နှစ်အရွယ်လူငယ်ကစားသမားလေးချီတိုကွန်ဆယ်ဆေးကလူစားဝင်လာပြီး9မိနစ်အကြာမှာပဲအသင်းအတွက်လိုအပ်နေတဲ့ခြေပါဂိုးကိုရိုဘင်ဒီယက်စ်ရဲ့ခြေပါဂိုးကနေတက်ဆင်းသွင်းယူသွားခဲ့တာကြောင့်ပေါ်တူဂီတို့မျှော်လင့်ချက်ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ပေါ်တူဂီအတွက်အနိုင်ဂိုးတော့စိတ်ကြီးရိုနယ်ဒိုကနောက်ထပ်9မိနစ်အကြာမှာသွင်းယူသွားခဲ့ပါတယ်။ရက်ဒိုဟာဘောလုံးလောကမှာ10စုနှစ်ခုကျော်ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာသူ့ရဲ့အဆုံးသက်ပိုင်းကလည်းအသက်40ကျော်တဲ့အထိထိပ်တန်းအဆင့်မှာရှိနေပါသေးတယ်။ရက်ဒိုအတွက်နူနိုမန်တက်စ်ကအစင်တန်းမြင့်မြင့်ဖန်တီးပေးခဲ့ပြီးရက်ဒိုကလည်းအသင်းရရှိတဲ့အခွင့်အရေးကိုအမေးရအသုံးချနိုင်ခဲ့ပါတယ်။စိတ်ကြီးဟာဒီသွင်းဂိုးနဲ့သွင်းဂိုးတစ်ထောင်ခီးမှာ938ဆိုတဲ့မှတ်တိုင်ကိုရောက်ရှိနိုင်ခဲ့ပါတယ်။ဂျာမနီဘက်ကခြေပါကိုပြန်လည်ရရှိဖို့ဖိအားပေးလာခဲ့ပေမဲ့လည်းပေါ်တူဂီဘက်ကိုပြပြသားသားထိုးပေါက်နိုင်ခြင်းမရှိတော့ပါဘူး။ဒါကြောင့်ပေါ်တူဂီက2-1နဲ့အနိုင်ရရှိသွားခဲ့ပြီးဂျာမနီကို25နှစ်အတွင်းတစ်ကြိမ်တစ်ခါမှအနိုင်မရဘူးတဲ့မှတ်တမ်းဆိုးကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ပေါ်တူဂီကဖိုင်နယ်မှာစပိန်ဒါမှမဟုတ်ပြင်သစ်တို့ပွဲစဉ်ကနိုင်တဲ့အသင်းနဲ့ဂျွန်လ9ရက်နေ့မှာရှင်မြန်ကစားရမှာဖြစ်ပြီးရှုံးတဲ့အသင်းကတော့ဂျာမနီနဲ့ဂျွန်လ10ရက်နေ့မှာတတိယလူပဲရှင်မြန်ကစားရမှာဖြစ်ပါတယ်။စိတ်ကြီးရဲ့ကစားမပွားကောင်စူပလာတွေနဲ့တစားစင်ဇက်သိန်းပိုင်းရေးနိုင်ဖို့ Nation League ဖလားကိုရယူသွားနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရပါမယ်။အကောက်ဖွင့်ဆက်သွယ်ကစားခြင်းနဲ့ဆိုရင်တော့ထိုင်းကရွှေမြန်မာညီကိုများအတွက် line စိမ်း ID @Messi55 Auto ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။